ဟုတ်ကဲ့ဒါမျိုးပြီးသွားပြီဆိုရင်ပထမပိုင်းမှာဒါမျိုးပုံစံလေးခောက်တာလေးပြပြီးသွားပြီပေါ့နော်အခုဒုတိယပိုင်းအနေနဲ့ဒီဟာကိုထပ်ပြီးတော့အလှထပ်ဆင်မယ်နော်ဒါမျိုးပြီးသွားပြီဆိုရင်ဒီပေါ်မှာဖဲပြားလေးထပ်ပြီးတင်မယ်ပေါ့နော်ဒါကတော့အလှတက်မသုံးမဲနဲ့သူဖဲပြားအသားကြီးတက်တက်လောက်သွားတဲ့ဒီဇိုင်းလေးပေါ့နော်ဒါမျိုးလို့တင်မယ်ရှင့်ဒါဆိုရင်တော်တော်လှနေတယ်နော်သူကရိုးရိုးလေးနဲ့လှတယ်သူကဖဲပြားကိုဒီဖဲပြားအလှကိုဦးစားပေးထားတဲ့ဒီဇိုင်းလေးပေါ့နော်ဖဲပြားလှအလှလေးသုံးနေဆိုရင်ဒီဇိုင်းတွေအရင်စဉ်းစားကြမလို့သူ့အရင်သူကလှနေရပါတော့ဒါလေးပြီးသွားပြီဆိုရင်နောက်ထပ်တစ်ဆင့်ကဒီလိုမျိုးအပေါ်ကနေတက်တဲ့ဟာလေးလုပ်မယ်ဒါလေးလုပ်တဲ့ခါပြမယ်နော်သူကနှစ်မျိုးလုပ်လို့ရတယ်ဒါမျိုးရိုးပေါ့ဒါမျိုးရိုးအပတ်ဆိုရင်လည်းရတယ်ဒါမျိုးရိုးအပတ်ကတော့ဒီတိုင်းပဲလွယ်တယ်သူလေးလုပ်ပြီးတော့ဝက်တွေမိရှို့ပြီးတော့ကတ်လိုက်ရုံပဲဒါမျိုးလေးဒီလိုမျိုးအလေကအလိမ်ပုံစံမျိုးလေးတွေဆိုရင်တော့ပြရမယ်ပေါ့နော်သူကဒီလိုမျိုးလေးတစ်ဖက်ကိုအောက်ချမယ်တစ်ဖက်ကိုအပေါ်တင်မယ်ပေါ့ဒီလိုပုံစံမျိုးလေးသွားမယ်နော်ဟုတ်ကဲ့ဒါမျိုးလေးခောက်မယ်ပြီးရင်ဒီဘက်တစ်ချမ်းကိုလည်းသူနဲ့ဆန့်ကျင်ဘက်ပေါ့နော်ဒါလေးဒီဘက်ချမ်းလေးကအပေါ်တက်နေရဆိုရင်ဒီချမ်းလေးကိုအောက်ကိုထားမယ်နော်သူဆန့်ကျင်ဘက်လေးသွားမယ်ဒီထိတ်လေးကိုမီးနဲ့ကြီးနဲ့ရှုပ်ပြီးဖိလိုက်ပေါ့နော်ဒါမျိုးလေးရပါပြီဒါမျိုးလေးရပါပြီဆိုရင်ဒီအလဲကိုစပတ်မယ်ပေါ့နော်ပတ်တဲ့အခါကျရင်ဒီဘက်တစ်ချမ်းကိုအရင်ဆုံးကောနဲ့အရင်ဖိမယ်ဒီမှာတော့အခုဂန်းနဲ့မသုံးပြထားဘူးဒီတိုင်းပဲဖျောင်းနိုင်တဲ့ဟောပေါ့ဒီကောချောင်းနဲ့မီးချင်းနဲ့ကိုပဲသုံးထားတယ်ပေါ့နော်တချို့ကျတော့မီးမရှိတဲ့နေရာလေးမီးမှန်မှန်တဲ့နေရာလေးဆိုရင်သုံးလို့ရအောင်ပေါ့နော်တခါလေးပြပြီးရယ်ဒါလိုအလဲလေးကိုတခါလေးကတ်မယ်ဖိထားမယ်နော်ဒါလေးကတ်မယ်ရှင့်ပြီးပြီဆိုရင်ဒီဘက်တစ်ချမ်းကိုထပ်လာမယ်ဒီဘက်ချမ်းလာတဲ့ခါကျရင်ဒီအလိမ်လေးဒီပေါ့ဒီအတွန့်လေးပေါ်အောင်လို့သတိထားမယ်နော်ဒီနားလေးမှာတကယ်ရှည်နေရပါညာဆိုတို့လေးဖိကိုင်းတာအဓိကဒီအတွန့်လေးကိုလိုချင်တာဖြစ်အတွက်အတွန့်လေးပေါ်အောင်ကိုလှုပ်လက်ကလေးနဲ့ပေါ့နော်နည်းနည်းလေးကစားလိုက်ပေါ့အတွန့်လေးလိုချင်တဲ့ဒီဇိုင်းပုံစံမျိုးအတွန့်လေးရလောက်ပြီးဒီလိုမျိုးလေးဆိုလှသွားပြီဆိုရင်ဒီနားလေးတစ်ခါလေးဆွဲမယ်အရင်တင်းနေကြမလို့နော်ပြီးပြီဆိုရင်ဒီမှာဟုတ်ကဲ့အဲ့ဆိုရင်ဒီမှာနည်းနည်းပူနေဟာလေးတွေကိုလက်ကလေးတစ်ချက်ဖိထားမယ်နော်ဖိထားပြီးရင်ဒီမီးချစ်လေးနဲ့မီးချစ်ကတော့ပေါအောင်ပါဆိုဒီလိုပဲတူပြရမယ်ဒီလိုမျိုးလေးပေါ့နော်ဖိပြီးသွားပြီဆိုရင်ဒီမှာခုနကလိုပဲကော်ချောင်းလေးနဲ့ထပ်တူမယ်ဒါမျိုးလေးတူလိုက်မယ်နော်တူပြီးရင်မှအသားရလေးဖိမယ်ဒါမျိုးလေးဖိတာပေါ့နော်တော့ကော်ပူကနည်းနည်းပူတာပေါ့ဒါမျိုးလေးဖိမယ်စင်ဒါဆိုရင်ဒီမှာတို့ကလစ်လေးရပြီအဲ့တော့မှနောက်ကကိုလိုချင်တဲ့ကလစ်3လက်မဖြစ်ဖြစ်4လက်မဖြစ်ဖြစ်တက်လို့ရတယ်ပတ်အုပ်နဲ့တွဲသုံးမယ်ဆိုတော့တုံးလို့ရတယ်ပေါ့နော်ဒါမျိုးကလစ်လေးရပါပြီအဲ့မှာဒီကျိုးလေးကိုမှကိုကထပ်ပြီးတော့အလှဆင်ခြင်းနဲ့ပိုလှခြင်းနဲ့ဆိုရင်ဒီဇိုင်းလေးတွေထပ်ပြီးတော့လုပ်လို့ရတယ်ဒီမှာဒါလေးဆိုရင်ဒီဇိုင်းလေးညှက်မယ်ပေါ့နော်ဒီတိုင်းထည့်ထားလဲလှပါတယ်ဒါမျိုးလေးရမယ်ရှင့်ပင်ဒါလေးကိုမီးလေးတက်ပြီနော်မီးလေးတက်ပြီးမှအမွှေးပါမထွက်မှာဒါမျိုးလေးရပါပြီရှင်ဒါလေးဆိုရင်ဖဲကျိုးကဒီအလှဖဲကတကိုက်ကုန်မယ်အလှဖဲကတကိုက်ဒီဟာလေးကတော့တကိုက်နဲ့တထွာလောက်ပေါ့နော်တကိုက်နဲ့12လက်မပဲထားပါတော့တကိုက်နဲ့12လက်မအောက်ကဖဲပြားလေးကကုန်နေပေါ့နော်ဒီကုန်ကြစီဝန်းကျင်လေးရှိပါမယ်ဒီဖဲကျိုးလေးဆိုရင်တကိုက်ကို600ရှိမယ်ဒီအပေါ်အလှလေးဆိုရင်တကိုက်ကို1500ရှိမယ်နှစ်ခုပေါင်းမယ်ဆိုရင်ဒီဖဲပြားဒီတစ်ခုပုံပေါ့နော်ဒါလေးဆိုရင်2000ကျော်ပဲကြာမယ်ရှင်2100ကလစ်တွေဘာတွေပါမှာဆိုရင်2500ပဲရှိမယ်နော်2500နဲ့ဒီလှတဲ့ကလစ်တွေတစ်ခုရမယ်ဒါမျိုးလေးတွေပါရှင်